တော့အမနောက်တဲ့ slide ကိုနောက် slide ကိုသွားလိုက်နော်ဆိုတော့နောက် slide ကိုသွားလို့ဆိုရင်ဒါလေးရအောင်ဖြစ်လိုက်အောင်ဖြစ်ပါတယ်နောက် slide ဒီမှာဆိုလို့ရှိရင် unit vector unit ဆိုတဲ့သဘောအတိတ်ပဲကတစ်ခုဆိုတဲ့အတိတ်ပဲနော် unit ဆိုတဲ့အတိတ်ပဲက1ဆိုတဲ့အတိတ်ပဲအဲ့တော့အမတို့ဒီ unit vector ကိုရှာတဲ့အခါဒါကတစ်ဆိုတဲ့ကဏ္ဍကိုတန်ဖို့ပြောရမှာကလည်း unit ဆိုတာဟိုတစ်ခုတစ်မျိုးပေါ့အဲ့လိုဒီ number 1ဆိုတဲ့ value တော့မဟုတ်နော် unit vector ကဒီ vector တစ်ခုပြောတာ vector တစ်ခုပြောတာဒါပေမဲ့ဒါဒီတန်ဖို့တစ်သူ့ရဲ့အတိတ်ပဲသူ့ရဲ့တန်ဖို့က value ပါပဲတော့1ပဲရမယ်ဆိုတဲ့အတိတ်ပဲလုံးဝမဟုတ်ဘူးနော်တစ်ဟိုတစ်ခုကိန်းရောတစ်ခုကိန်းလို့ပြောဘူးဒီဆက်ပါတယ်ဆိုတော့တစ်ခုကိန်းတန်ဖို့ဘာလို့ရှာဒီဟာကA cap လေးဒီနောက် cap လေးရှိတယ်နော်ဒီ cap လေးကဘာတိတ်လဲဆိုတော့ unit vector ကိုသင်္ကေတပြဖြစ်တယ် UU vector ဆိုလို့ရှိရင်ဘာလို့က A အပေါ်မှာမြားလေးသူ့ရဲ့ direction လေးရှိမှာပေါ့နော်ဆိုတော့ဒါက UU vector ဖြစ်တယ်ဒါပေမဲ့တကယ်လို့ UU vector မဟုတ်ဘဲ unit vector ဖြစ်လာမယ်ဆိုလို့ရှိရင်ငါတို့ကဒီ cap လေးကိုထည့်ပေးရတယ်ဒါမထည့်ရင်လုံးဝမှားတယ်နော်ဒါမပါလို့ရှိရင်အတိတ်ပဲတခြားတက်ရောက်နိုင်တယ်လို့ဒါပါမှာဖြစ်တယ် so to find the unit vector a gap of a vector A divide the vector by its magnitude okay ဒါကသူ့ formula ဖြစ်တယ်မလေးလို့လည်းပြီးမယ်လို့ပြောနေပါတယ်ပေါ့နော်ဆိုတော့ဒါကသူ့ရဲ့ formula ဖြစ်ပါတယ်ဒီဟာလေးပေါ့ A တက်ကိုလို့ရေငကူရေ A ကိုသူ့ရဲ့ magnitude နဲ့ဆိုင်တော့ဒီဥစ္စာက A လို့ရေးပြီးမှဒါ A vector ကိုပြောတာဖြစ်နော်A vector A vector A ရဲ့ vector A ကိုတည်ပြီးတော့ငါဘာနဲ့စားလိုက်တော့သူ့ရဲ့magnitude နဲ့စားလိုက်နော်ဒီ modulus ဒါဒီပုံလေးရဲ့ modulus မှာလည်းလို့သိချာအမှတ်ထားရမယ့်ပုံလေးဖြစ်ပါတယ်နိုင်ရတော့ဒီမှာဆိုတော့ဒီ magnitude ကိုမလို့ရှာတဲ့အခါပေါ့နော်မတို့မှာဒီ magnitude ကိုရှာတဲ့ပုံလေးကြီးရှိပါတယ်နော်သူ့ရဲ့ပုံလေးကြီးကဘယ်လိုလဲဆိုတော့ square root of အထက်ရပါတာကိုဘိုးနဲ့တွေကို square ကိုပြင်ပြီးတော့လောက်ရဖြစ်တယ်။ဆိုတော့မှတစ်ချက်ပြရမှာပဲ။ Okay. So we got nothing. Only coming to be big.